ဒီမုန်တိုင်းတရားကခဏပါရှောင်ရမယ်ပန်းတိုင်းရှိသေးတယ်အမေပြုံးမြဲမြည်ခြင်းနဲ့ဆိုသူကိုမှကြောက်ဆုံးဆုံးတရားများမှတည်နေလေပြိုလဲလို့မဖြစ်ဘူးလေတရားများမှတည်နေလေပြိုလဲလို့မဖြစ်ဘူး